1990 ရွေးကောက်ပွဲတုန်းကလိုအနိုင်ရတဲ့ပါတီကိုအာဏာမလွှဲပေးဘဲနှိပ်ကွပ်ခဲ့တာမျိုးနောက်တစ်ကြိမ်ထပ်မဖြစ်တော့ဘူးဘယ်ပါတီပဲအနိုင်ရသည်ဖြစ်ပါစေငြိမ်းချမ်းစွာအာဏာလွှဲပြောင်းတာပဲဖြစ်လာမယ်လို့သမ္မတဦးသိန်းစိန်ကပြောကြားလိုက်ပါတယ်။ American ရုပ်သံ CBS TV Network ကတင်ဆက်တဲ့နာမည်ကျော်60 minutes အစီအစဉ်မှာသမ္မတဦးသိန်းစိန်ကလာမယ့်ရွေးကောက်ပွဲဟာလွတ်လပ်မျှတမယ်လို့ယုံကြည်တဲ့အကြောင်းပြောပါတယ်။အတိုက်ခံခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့သူတို့ကြားကဆက်ဆံရေးကလည်းမိတ်ဖက်မဟုတ်ရင်တော့ရန်သူတွေမဟုတ်ကြဘူးလို့ပြောပါတယ်။ I believe there is no chance for something to happen like the situation in 1990. I firmly believe the elections this year will be free and fair. What is your relationship with opposition leader Aung San Suu Kyi? There are no major problems between the two of us. We may not be partners, but we are not enemies. Whether Aung San Suu Kyi or any other party wins, there will be a peaceful transfer of power. 60 minutes အစီအစဉ်မှာသမ္မတဦးသိန်းစိန်အပြင်ဒေါအောင်ဆန်းစုကြည်အရှင်ဝီရသူတို့နဲ့လည်းတွေ့ဆုံမေးမြန်းထားပါတယ်။ဒေါအောင်ဆန်းစုကြည်ကမြန်မာပြည်ဟာဒီမိုကရေစီလမ်းကြောင်းပေါ်မှာရောက်နေတာမဟုတ်ပဲစစ်ဗိုလ်ချုပ်တွေအလိုကျစီကံပြေဝတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာရောက်တာသာဖြစ်တယ်လို့ပြောပါတယ်။ဒါဟာသူမျှော်မှန်းထားတဲ့ဒီမိုကရေစီနိုင်ငံတော်မျိုးမဟုတ်ဘူးလို့လည်းပြောပါတယ်ရှင်။ Do you believe that Burma is on the path to democracy now? It's not firmly on the path to democracy. We're on the path to disciplined democracy. What is disciplined democracy? I think it's democracy as seen by military authoritarian leaders. Does it fit with your idea of democracy? Not an exact fit, no.